ဒီနေ့မှာတော့ဆောင်းမအောင်မင်းတရားဝင်တင်း7ဖြစ်လာတဲ့နာရူတိုဆာစကေဆာကူရာတို့ကသူတို့ရဲ့ပထမဆုံးမရှင်အဖြစ်တာရာလို့ခေါ်တဲ့တတိမကြီးတယောက်ရဲ့အကြောင်းကိုဖန်ပေးရပါတယ်။ရာသကြီးကနောက်ထပ်မရှင်အသေးလေးတွေပေးနေလို့နာရူတိုကလည်းသူ့ကိုခမမဲ့မရှင်တွေပေးဖို့ကြီးကြီးကျယ်တွေပြောပြီးတောင်းနေပါတယ်။နင်ဂျာလောကမှာမရှင်တွေကို brand လာ ABCD ဆိုပြီးခွဲခြားထားပြီးနာရူတိုတို့လိုဂန်နင်းလေးတွေအတွက်တော့ပေးပန်းကြောင်ဖန်းနဲ့ကလေးထိန်နာအစားရှိတဲ့အသေးစားမရှင်လေးတွေကိုလုပ်ရပါတယ်။အဲ့လိုမရှင်တွေလုပ်ပြီးတိုင်းလည်းပတ်စံရပါတယ်။မရှင် level မြင့်လာလေပတ်စံပူရလေဖြစ်ပြီးအန်နီရလည်းပုံများလာကြောင်းရှင်းပြပါတယ်။ရှင်းပြတာကိုဂီယူမဆိုင်ပဲဒါမှစားဖို့လို့ပဲခေါင်းနဲ့ရှိနေတဲ့နာရူတိုကြောင့်ပြောမရတဲ့အဆုံးဒီတဲ့တဆင့်မြင့်တဲ့ Zero Mission ကိုပေးလိုက်ပါတယ်။ Mission ကတော့လူတစ်ယောက်ကိုကာဝယ်ဆောက်ရှောက်မှာဖြစ်ပြီးတကြီးကမိတ်ဆက်ပေးဖို့ခေါ်လိုက်ပါတယ်။အဲ့အချိန်လက်ထဲမှာအရက်ပလင်းကင်လာတဲ့လူတစ်ယောက်ကဝင်လာပြီးနာရူတိုတို့ကိုကြည့်ပြီးနင်ဂျာရောက်ဟုတ်ရဲ့လား။ရက်ဖို့ဆုံးကောင်ကတုံးနဲ့တူတယ်ဆိုပြီးပြောလိုက်ပါတယ်။နာရူတိုကလည်းသူ့ကိုပြောလို့ပြောမှမသိပဲဆာစကဲနဲ့ဆာကူရာတို့ကိုကြည့်နေပါတယ်။သူ့ကိုယ်သူအရက်ဖို့ဆုံးဆိုတာသတိရသွားအောင်ခမ ्या ကြီးကိုတပ်ပစ်မဲ့တကယ်လုံနေလို့ခါခါရှိကဆွဲနေရပါတယ်။အဲ့လူရဲ့နာမည်ကထာဆူနာလို့ခေါ်တဲ့ဆော့လို့ပညာရှင်တစ်ယောက်ဖြစ်ပြီးနာရူတိုရဲ့ Mission ကတော့အဲ့ဖိုးကြီးကိုသူ့နေရာဒီနိုင်ငံကရွာတစ်ခုကိုပို့ပေးရမှာဖြစ်ပြီးတရားဆောက်လို့ပြီးတဲ့ဒီဆော့ရှော့ပေးရမှာဖြစ်ပါတယ်။ရွာအပြင်ကိုတခါမှမထွက်ဘူးတဲ့နာရူတိုလည်းအရန်နေတက်ကြနေပြီးစားထွက်တဲ့ကထာဆူနာနဲ့တလန်လုံးစကားများနေကြပါတယ်။သွားနေရင်ခါခါရှိကသူ့တပည့်တွေကိုရှီနိုဘီနိုင်ငံ9နိုင်ငံအကြောင်းပြောပြပါတယ်။မီးနိုင်ငံတစ်ဖုံးရွာကိုဟိုကာကဲရေနိုင်ငံမြူကိုရွာကိုမီဆူကာကဲပျက်စီးနိုင်ငံသိမ်းမှုရွာကိုရိုင်းကာကဲနေနိုင်ငံတဲပုံးရွာကိုခါစေကာကဲမြေနိုင်ငံကြောက်ပုံးရွာကိုစူဂျီကာကဲလို့ခေါ်တဲ့အရေးလို့အဓိပ္ပာယ်ရှိတဲ့ဂုံမို့တွေနဲ့နိုင်ငံထဲမှာရှိတဲ့နေရာထောင်ပေါင်းများစွာကိုအုပ်ချုပ်ကြပါတယ်။အခုခါခါရှိတို့ကအဲ့နိုင်ငံရဲ့အုပ်ချုပ်မှုအောက်မှာမရှိတဲ့ဒီနိုင်ငံကရွာတစ်ခုကိုသွားအောင်ဖြစ်ပါတယ်။သွားနေကြရင်ရုတ်တရက်နင်ဂျာနေရဲ့လုတ်ကြံတာကိုခိုင်လိုက်ရပါတယ်။ရုတ်တရက်ဖြစ်သွားတဲ့အချိန်တွေမှာခါခါရှိကိုတန်ကြိုးတွေနဲ့တုပ်ပြီးအပိုင်းပိုင်းဖြတ်လိုက်ပါတယ်။အားလုံးလက်ဖြတ်သွားတဲ့အချိန်မှာပဲအဲ့နင်ဂျာနေယောက်ကနာရူတိုရဲ့အနောက်ကိုရောက်လာရင်ပဲနာရူတိုမန်ဂါ Volume 2 Chapter 9ကအဆုံးသတ်ထားပါတယ်။ Brother တို့ကနာရူတိုမန်ဂါဖတ်ဖို့အချိန်အများကြီးမပေးနိုင်ဘူးဆိုရင်ကျွန်တော်တို့ရဲ့ Ninja Justice Arena မှာအစားဆုံးတင်ပေးသွားမှာမို့လို့ကျွန်တော်တို့ရဲ့ YouTube Channel နဲ့ Facebook Page လေးကို Like and Follow လေးလုပ်သွားဖို့တောင်းဆိုချင်ပါတယ်။သဘောကျနေတဲ့တဲ့ဆိုရင်ကျွန်တော်တို့ရဲ့ Video လေးတွေကို Like and Share လုပ်ပြီးလည်းကူညီသွားလို့ရပါတယ်။စူးစမ်းတဲ့နင်ဂျာနှစ်ယောက်ကနာရူတိုကိုတပ်ဖို့လုပ်နေတဲ့အချိန်မှာကြောက်လန့်ပြီးစက်တည်တည်နေတဲ့နာရူတိုကိုဆာစကဲကပဲအထားချက်ခဲ့ပေးလိုက်ရပါတယ်။အဲ့နင်ဂျာနှစ်ယောက်ကထာဆူနာကိုဥတီပြီးတဲ့တော့လေဆာကူရာကပဲအရှိကနေကောက်ွယ်ပေးခဲ့ပါတယ်။အဲ့အချိန်မှာပဲခက်ခါရှိပြန်ပေါ်လာပြီးနင်ဂျာနှစ်ယောက်လုံးကိုအလွယ်တကူပဲဖမ်းလိုက်နိုင်ပါတယ်။အခုနောက်ကအပိုင်းပိုင်းပြတ်သွားတဲ့နေရာမှာတော့တစ်သုံးတွေပဲရှိနေပါတယ်။တင်း7ရဲ့ပထမဆုံးမရှင်မှာသူရဲဘောကြောင့်နေတဲ့နာရူတိုကလွှဲရင်ဆာစကဲရောဆာကူရာကပါတာဝန်ကြီးခဲ့ပါတယ်။တကယ်တော့အဲ့လုတ်ကျန်တဲ့ဖြစ်တဲ့တမန်နှစ်ယောက်လုံးကမြူနင်းရရဲ့ချုံငင်းစင်းရှိတဲ့နင်ဂျာနှစ်ယောက်ဖြစ်ပါတယ်။မြူနင်းရကနင်ဂျာတွေကရေကိုအဓိကထားပြီးသုံးကြတာဖြစ်ပါတယ်။ခါခါရှိကဒီလိုပူပြင်းတဲ့နေ့တရက်မှာ GI တွေကိုတွေးခဲ့တာဖြစ်ပြီးနောက်ရောက်ခံလိုက်လာတော့အစောကြီးတွေကသတိထားမိနေခဲ့တာဖြစ်ပါတယ်။ထာဆူနာကတရားဆောက်ပြီးတဲ့အထိကာကွယ်ရမယ်ဆိုပြီးမရှင်ကိုအပ်ခဲ့တာဖြစ်လို့နင်ဂျာတွေတိုက်ခိုက်တာပါလာရင်ဘီရတ်နဲ့အထက်ဖြစ်ကြောင်းပြောပါတယ်။ထာဆူနာကိုအမှန်တိုင်းပြပြကိုင်းပြီးထာဆူနာပြောတာကိုနားထောင်ပြီးမှသူတို့ကဒီမရှင်ကိုဆက်လုပ်တဲ့မလုပ်တဲ့ဆုံးဖြတ်မှလို့ပြောပါတယ်။လက်ရှိအချိန်တွေမှာတော့နာရူတိုရဲ့လက်မှာအစိတ်မိတာမို့လို့မဖြစ်မနေရွာကိုပြန်ဖို့လုပ်တဲ့အချိန်နာရူတိုကသူ့လက်ကိုသူခုနိုင်နဲ့ထိုးပြီးအစိတ်တွေကိုဖောက်ထုတ်လိုက်ပါတယ်။ဒီချက်မှုတွေကိုအန်သွရင်တာမာလာအောင်နေမနာညမနာလေးချင်းခဲ့ပေမဲ့တကယ်တမ်းနှစ်ဖူးတွေဒူးတွေတိုက်ပွဲတွေလည်းရောက်ရောတောက်စိတ်ဝင်ဘာမှမလုပ်နိုင်ခဲ့တာမို့လို့သူ့လက်ကဒဏ်ရာကိုတိုင်တယ်ပြီးနောက်တော့သူဘယ်တော့မှသူ့ရဲ့ဘောမကြောင်တော့ပဲအဖိုးကိုကာကွယ်ပေးပါမယ်လို့ပြောပါတယ်။အခါရှိကလည်းနာရူတိုလက်ကဒဏ်ရာကိုပတိစီးပြီးနေတဲ့အချိန်မှာပဲနာရူတိုလက်ကဒဏ်ရာကတဖြည်းဖြည်းနဲ့ပြန်ကောင်းလာပါတယ်။အခါရှိကကိုမိမြေခွေးရဲ့ခြားကရာကြောင့်တက်တာလာတာဆိုပြီးတွေးနေတဲ့အချိန်မှာပဲထာဆူနာကအခါရှိကိုပြပြစရာရှိတယ်လို့ပြောရင်းနဲ့နာရူတိုမန်က Volume 2 Chapter 10ကအဆုံးသတ်ထားပါတယ်။